Hello မင်္ဂလာပါ Your Choice Education Center နေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ H part of speech ထဲက adjective ဆိုတဲ့နာမဝိသေသနအကြောင်းလေ့လာရအောင် Are you ready? Let's get started. Adjective ဆိုတာဘာလဲကြည့်ရအောင် Adjective နာမဝိသေသနလို့ခေါ်ပါတယ်။သူရဲ့လှုပ်ဆောင်မှုကဘာလုပ်ပြီးလဲဆိုတော့နာမ်ကိုအထူးပြုတဲ့စကားလုံးဖြစ်ပါတယ်။မြန်မာလိုဆိုလို့ရှိရင်တော့များသောအားဖြင့်ဘာသာပြန်လိုက်လို့ရှိရင်တော့သောနဲ့ဆုံးလေးရှိပါတယ်။အဲဆိုရင် example ကြည့်ရအောင် adjective မှာဆိုလို့ရှိရင် tall tall ရှည်တော့အရက်ရှည်တာကိုပြောတယ် short short ပူတော့အရက်ပူတော့ cold cold အေးတော့ hot hot ပူတော့ big big ကြီးတော့ small small ငယ်တော့ fast first မြန်တော့ young young ငယ်ရွယ်တော့ old old အိုတော့ easy easy လွယ်တော့ busy busy အလုပ်များတော့ lazy lazy ပြင်းတော့ good good ကောင်းတော့ bad bad ဆိုးတော့ beautiful beautiful လှပတော့careful careful ဂရုစိုက်တော့ many များတော့ little little နည်းတော့ဒါတွေကတော့ adjective ဖြစ်ပါတယ်များသောအားဖြင့်ဆိုရင်သောနဲ့ဆုံးပါတယ် adjective တွေမှာဆိုလို့ရှိရင်အများကြီးရှိပါသေးတယ်ဒါကတော့သူရဲ့ example လေးဥပမာလေးတွေဖြစ်ပါတယ်နာမဝိသေသနဆိုတာပါလဲဆိုရင်နားလည်သွားပြီဆိုတော့နာမဝိသေသနကစာကြောင်းတစ်ကြောင်းမှာသူဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဆိုတာကြည့်ရအောင်နာမဝိသေသနမှာဆိုရင်ဥပမာ boy boy ယောက်ျားလေးဒါက noun တစ်ခုဖြစ်တယ်နာမည်တစ်ခု clever clever လိမ္မာတော့များသောအားဖြင့်သောနဲ့ဆုံးရင် adjective လို့မှတ်ထားတဲ့အတွက်အလွယ်မှတ်နည်းပေါ့နော်အဲဆိုတော့ clever လိမ္မာတော့အဲဆိုတော့ adjective နဲ့ noun နဲ့ကဆက်ဆက်မှုရှိပါတယ်အဲဆိုများသောအားဖြင့် adjective ကဘယ်နေရာမှာရှိလဲဆိုလို့ရှိရင် noun ရဲ့ရှေ့မှာလည်းရှိပါတယ်အဲဆိုတော့ clever boy ဆိုလို့ရှိရင်တော့လိမ္မာသောယောက်ျားလေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် example နောက်တစ်ခုကြည့်ရအောင် girl မိန်းကလေးက noun beautiful လှပသော adjective အဲဆိုလှပသောမိန်းကလေးလို့ပြောချင်ရင် beautiful girl လှပသောမိန်းကလေးအဲဆိုတော့ adjective က noun ဆိုတဲ့ noun ကိုအထူးပြုပါတယ်အဲဆိုရင် adjective ရဲ့လုပ်ဆောင်မှုကဘာလဲဆိုရင် noun ကိုအထူးပြုတဲ့စကားလုံးဖြစ်ပါတယ်အဲဆိုရင် exercise ကတော့လေ့ကျင့်ခန်းဘာလုပ်ပေးရမလဲဆိုရင် noun တစ်ခုကိုရှာပါပြီးလို့ရှိရင် adjective တစ်ခုကိုရှာပါသူတို့နှစ်ခုကိုအတိတ်ပဲပြည့်စုံသွားအောင်ဆက်ပေးမယ်ဥပမာဆိုလို့ရှိရင် clever boy beautiful girl နောက်ထပ် example က big car ကကြီးတော့က short pencil တူတော့ခဲတန် good book ကောင်းသောစာအုပ် lazy boy ပြင်းသောယောက်ျားလေးအဲဆိုရင်လေ့ကျင့်ခန်းလေးလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ် okay see you in the next video bye